အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်မှာဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကလူငယ်တွေမိသားစုတွေကိုတိတ်တဆိတ်ဝါမျိုးနေတဲ့အမတန်အန်တီရဲ့ကြီးမားတဲ့ကိစ္စတစ်ခုကိုနည်းနည်းရှမ်းရှမ်းတူးဆိုကြည့်ကြရအောင်ပါဒါကတော့ WY လူတီများရဲ့နာမည်ဆိုရင်ရပါပေါ့လေဒီမူရဲ့စေဝိုင်းနောက်ွယ်ကကြောက်စရာကောင်းတဲ့အမှန်တရားတွေပါဒီစေပြားလေးတွေကလူတစ်ယောက်ရဲ့ဦးနှောက်နဲ့ဘဝတစ်ခုလုံးကိုဘယ်လိုများစနစ်တကျဖျက်ဆီးပြနေလဲဆိုတာကိုအခုပဲအသေးစိတ်လေးလာကြည့်ကြပါမယ်တေချာစဉ်းစားကြည့်ရအောင်တင်းငယ်တဲ့ပန်းရောင်အစိမ်းရောင်စေပြားလေးတစ်ပြားအနံလေးကလည်းချိုအီအီလေးပေါ့ဒါပေမဲ့ဒီလိုဘာအန်ဂျရယ်မပေးနိုင်ဘူးလို့ထင်ရတဲ့စေပြားလေးတစ်ပြားကလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပြီးတော့သူနောက်ွယ်ကမိသားစုရဲ့အနာဂတ်တစ်ခုလုံးကိုစက္ကန့်ပိုင်းကျွဲမှာတင်တဆစီဆွဲဖျက်စီပစ်လိုက်နိုင်တယ်ဆိုတာတကယ်ပဲဖြစ်နိုင်မှာမလားအပြင်ပန်းကြည့်ရင်တော့ဘာမှမဟုတ်ဘူးလို့ထင်ရပါမယ်လေတကယ်တမ်းသူဖန်တီးလိုက်တဲ့ပျက်စီးမှုပမာဏကတော့စိတ်ကူးကြီးလို့တောင်မရနိုင်လောက်အောင်ကိုကြီးမားလွန်းလောက်ပါတယ်တခါလုံးစမ်းကြည့်တာဘာမှမဖြစ်ပါဘူးကွာဆိုတဲ့တငယ်ချင်းရဲ့အဖျားဆွတ်စကားမျိုးဒါမှမဟုတ်ဒီတလောက်စိတ်တွေလုံးဝရှုံနေလို့ခဏလောက်မေးထားချင်ုံပါဆိုတဲ့စင်ချင်မျိုးတွေဒါတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲချားနေရတဲ့လူတိုင်းနေပါရင်းနှီးဖိထားစကားတွေပါပဲဘာအန်တရယ်မှမရှိတော့ပါဘူးလို့ချင်းရတဲ့ဒီလိုအစပြောမှုတေးတေးလေးလေးကနေပဲနောက်ဆုံးကြတော့နေတဲ့အိမ်ကိုဂရန်ဘာပေါင်ရတဲ့အထိညီကိုမောင်နှမတွေအချင်းချင်းတွေးထွက်တန်ရုပ်ထစ်တဲ့အထိစိုးစိုးရွရွအဆုံးသက်သွားတတ်ကြတာကိုအခုဆိုနေရာတိုင်းလိုလိုမှာဝမ်းနေစရာမြင်တွေ့နေရပါပြီဒါဆိုရင် WO Kids ဆိုတာတကယ်တမ်းကြတော့ပါကြီးလဲWO Kids ဆိုတာလူတွေအလွယ်တကူချင်နေကြသလိုစိတ်ကိုလန်းဆန်းတော့အောင်တတ်ဖန်တီးချရတာလုံးဝမဟုတ်ပါဘူးဇီဝဗေဒအရာလူခနာကိုအမြန်ဆုံးဖန်ယူနိုင်ဖို့အတွက်ကမ္ဘာအတော်ဆုံးဓာတုဗေဒပညာရှင်တွေကိုယ်တိုင်တည်တည်ချာချာကိုတွက်ချက်ဖန်တီးထားတဲ့ဓာတုထောင်ချောအကြီးစားတစ်ခုပါလူရဲ့စင်ကျင်တုံတရားကိုအလွယ်တကူကျော်လွှားပြီးတော့ဦးနှောက်ကိုအမြန်ဆုံးဖျက်ဆီးပစ်ဖို့အရွယ်ချက်ရှိကိုဖန်တီးချတာဖြစ်ပါတယ်အပိုင်း1မျိုးတိထားတဲ့အကျွေးခန္ဓာကိုယ်တွင်းမှာဒီဝါလိခံရခြင်းလို့ပြောလို့ရပါတယ်ဒီအပိုင်းမှာကျွန်တော်တို့ဦးနှောက်ထဲကဓာတုဝေးအပြောင်းလေးတွေကိုမြင်မြန်ဆန်ဆန်လေးလာကြည့်ကြပါမယ်လူရတော်တော်များကြားမှာမြစ်တွယ်နေတဲ့အလွဲမားထူးရှိတယ်ဒါလေးထုံးလိုက်ရဲ့အလုပ်တွေပို့လုံးနိုင်မယ်စာတွေပို့ကျက်နိုင်မယ်ဆိုတာမျိုးပေါ့ဒါပေမဲ့ဇီဝဖေအရာလက်တွေ့မှန်တရားကတော့အဲ့ဒါနဲ့လုံးဝကိုစန့်ကျင်ဘက်ပါပဲအမှန်ကဦးနှောက်ဆဲကနေပျော်ရွှင်တက်ကြွစေတဲ့ဒိုပါမင်တက်တွေကိုအနာဂတ်စီကနေချိုးပြီးအကျွေးဆွဲယူသုံးလိုက်တာပါလွယ်လွယ်ပြောရရင်လေ credit card ကို limit ကြိုပြီးအတင်းအကျွေးဆွဲသုံးလိုက်တယ်လို့ပါပဲသုံးနေတဲ့ခဏလေးမှာတော့ခွန်အားတဲ့အများကြီးရှိတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ကိုယ့်အနာဂတ်ရဲ့ပျော်ရွှင်မှုအစစ်မှန်တွေကိုကိုယ်တိုင်အကြံဖတ်လူယူနေတာပါအဲ့ဒီလိုအကျွေးဆွဲသုံးပြီးတဲ့အခါဈေးအရှင်လက်ကုံရုံပြန်ဆက်ရမယ့်အချိန်ရောက်လာပါပြီဒီအချိန်လေးကို the crash လို့ခေါ်ပါတယ်ဒီအချိန်မှာဦးနောက်ကတဘာဝအတိုင်းဒိုပါမင်ဓာတ်ကိုမထုတ်ပေးနိုင်တော့ဘူးဒါကြောင့်ပုံမှန်ထက်ပိုဆိုးရွားတဲ့အင်မတန်ပြင်းထန်တဲ့စိတ်ဓာတ်ကြခြင်းနဲ့ပင်မနှံ့နယ်မှုတွေဆက်ထိုးပြန်လာပါတယ်နောက်ပိုင်းဆိုရင်ဆေးမရှိတာနဲ့ဘာမှမပြောနိုင်တော့ပဲဝိညာဉ်မရှိတဲ့စိတ်ရုပ်တရုပ်လိုလုံးဝကိုခံစားချက်မှတ်သွားပါတော့တယ်အပိုင်းနဲ့ထင်းချုပ်နိုင်တဲ့ဆိုတဲ့အတူအယံဇီဝဗေဒနဲ့လူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကြက၆ဆရာကောင်းတဲ့အပလိုင်ပွဲပါငါကသူများရဲ့လို့မဟုတ်ဘူးကွာငါစိတ်ကိုငါထင်းနိုင်ပါတယ်သုံးချစ်တဲ့ကချိန်မှာသုံးတာပါဒီစကားကဆေးဆွေးနေသူတိုင်းနီးပါအမြဲတမ်းပြောလေးရှိတဲ့စကားပါဒါပေမဲ့တေချာလေးမှတ်ထားစီချင်ပါတယ်ဘလောက်ပဲစိတ်တက်ခိုင်မာတယ်လို့ကိုထင်နေပါစေလူတယောက်ရဲ့စိတ်တက်ကြန့်ခိုင်မှုဟာပင်မှတ်ထားပြီးကိုဖန်တီးထားတဲ့ဒီတာတိုးပဲတာကိုဘယ်လို့မှအန်တူလို့မရနိုင်ပါဘူးဘာကြောင့်လဲဆိုတာကိုဒီစစ်နေကရှင်းပြနေတတ်ပါတယ်ဒီဆေးကလူရဲ့ဦးနှောက်ရှေ့ပိုင်းမှာရှိတဲ့ prefrontal cortex လို့ခေါ်တဲ့အင်မတန်အရေးကြီးဆုံးအစိတ်ပိုင်းကိုတိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးပစ်တာပါအဲ့ဒီအပိုင်းကလူတွေရဲ့စင်ကျင်တုံတရားအမားနဲ့အမှန်ခွဲခြားသိမြင်နိုင်စွမ်းကိုအတိကထိန်ချုပ်ပေးထားတာလေအဲ့ဒီနေရာသာပျက်စီးသွားပြီဆိုတာနဲ့အမားမှန်ဝေဖန်ပိုင်းချနိုင်မှုလုံးဝဆုံးရှုံးသွားပါပြီနောက်ဆုံးကြတော့ကိုခန္ဓာဇီဝဗေဒအရာပါဆေးရက်ချံအဖြစ်လုံးဝကိုလက်မြောက်ရှုံးပေးလိုက်ရပါတော့တယ်ဒီပြောင်းလဲမှုဖြစ်စဉ်ကိုအချိန်ကာလရောက်ပြန်ကြည့်ရင်အယံကိုမြန်ဆန်လွန်းပါတယ်တပြားကနေနှစ်ပြားကနေလေးပြားခန္ဓာကိုယ်ကတဖြည်းဖြည်းပိုပြီးတောင်းဆိုလာတဲ့ဆေးပမာဏပုံမများလာရင်မနေနိုင်တော့တဲ့အခြေအနေကိုချက်ချင်းရောက်သွားပါတယ်အစိုးတရားလက်ကတော့ရှင်းရှင်းလေးပါပဲသုံးဆွဲသူကဆေးကိုသုံးနေတာလုံးဝမဟုတ်တော့ပဲဆေးကသာသုံးဆွဲသူကိုအပြည့်အဝထိန်းချုပ်ပြီးပြန်သုံးသွားတာပါအဖိုင်းသုံးမီးဟက်ခါရတဲ့မိသားစုဆေးဆွဲခြင်းရဲ့ဘေးထွက်ဆိုးကျိုးကမိသားစုတွေငရဲမိဖြစ်ဘလို့အတွင်းဖြောင်းသွားလဲဆိုတာကြည့်ကြရအောင်အရာရာဟာအသေးအဖွဲလေးတွေနဲ့စတင်ပြီးလင်းရင်မြန်ကြီးထွားလာပါတယ်အစပိုင်းမှာဖုံးလေးတစ်လုံးပျောက်သွားတာနဲ့စတယ်နောက်ပိုင်းကျတော့အိမ်ပေါ်ကပစ္စည်းတွေကုန်လာတယ်ညီမလေးရဲ့ကျူရှင်လက်ခတ်ကိုပါခိုးလာတယ်
နောက်ဆုံးမိသားစုပိုင်တဲ့အင်ကိုပါပေါင်နှံရတဲ့အထိစီးပွားရေးအရာအလျက်မြန်ကိုယိုယွင်းပစ္စည်းသွားပါတယ်။အခေရေးစီးထုံးတဲ့သူကမခိုးဘူးဆိုရင်တော့မှပစ္စည်းသွားတဲ့ယုံကြည်မှုတွေကြောင့်အိမ်မှာပါလေးပျောက်ပျောက်သူ့ကိုပဲအလိုလိုတန်တရားဝင်ခံရတဲ့အခြေအနေစီကိုအလိုလျောက်ရောက်တော့ပါတယ်။ ငွေကြေးဆုံးရှုံးမှုထက်အစားပေါင်းများစွာပိုဆိုးတာကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအကြီးပါပဲကိုအိမ်ထဲမှာကျင်ကိုအခန်းတစ်ကားကိုတောက်ခတ်အေးရတဲ့ဘဝကိုတစ်ချက်လောက်တွေးကြည့်ပေးပါဒီနေ့ရောဘာပြဿနာရှာအောင်မလဲအပြင်မှာဆေးကြောင်ပြီးဘာတွေများတောင်းကျမ်းလာမလဲဆိုရဲမသေးချမရေရာမှုတွေကြောင့်ကြံနေမိသားစုတွေနေဟာအချိန်ပြည့်အမြဲတမ်းထိတ်လန့်နေရပါတယ်သုံးဆွဲသူရဲ့ခဏတာဓာတုသားရမှုလေးအတွက်မိသားစုတစ်ခုလုံးရဲ့တက်တက်စာငြိမ်းချမှုကိုရရဆက်ဆက်လဲလွယ်လိုက်ခြင်းပါပဲအပိုင်းလေးလူအဖွဲ့အစည်းကိုဝါမျိုးခြင်းဒီထက်ပုံမူကြီးမားချေပြန်တဲ့ဖြစ်စီမှုစီကိုဆက်သွားကြပါမယ်စေးသုံးစွားသူတွေရဲ့နည်းနည်းအာယုံဆိုင်နိုင်စွိုင်းတွေပျက်စီးသွားတဲ့အခါအလွန်မြဲအေးရေးပြမှုတွေဆက်တိုက်ဖြစ်လာပါတယ်။အဲဒီကနေသစ်ဦးနောက်ကကြောင်ကရန်းတွေဖြစ်လာပြီးအရာအလုံးကိုတန်တရာလွန်ကဲတဲ့စိတ်ရောဂါအခြေအနေကိုရောက်လာပါတယ်။လူတွေကငါ့ကိုလုတ်ကြံတော့မယ်ရေးတွေလာဖမ်းနေပြီဆိုတဲ့စိတ်တွေဝင်လာပြီးတော့မိသားစုဝင်တွေရောလမ်းသွားလမ်းလာသူစိမ့်တွေကိုပါအကြောင်းမသက်သက်အကြမ်းဖက်ရန်ဖြူတိုက်ခိုက်တာတွေနေရာနဲ့ဖြစ်လာပါတော့တယ်။ရားလက်ကတော့ပတ်ဝန်းကျင်လုံးကြုံရေးလောင်းဝကိုပျောက်ဆုံးသွားတာပါပဲနောက်တစ်ခါဆေးဖို့ရှာဖို့ပရက်ကျူးလွန်တဲ့လူရက်မှုတွေအကြောင်းမဲ့တက်လူတက်မှုတွေကြောင့်ရက်ွက်တွေထဲမှာညဘက်လာမလျှောက်ရဲလောက်အောင်ကိုဖြစ်လာပါတယ်ဒေတာတွင်ရာဆွဲမှုတွေရုတ်တရက်မြင့်တက်လာခြင်းရဲ့နောက်ွယ်ကအဓိကတရားခံဟာဒီဆေးပြားတွေပါပဲအများပြည်သူသွားလာနေတဲ့လမ်းမတွေဟာအချင်းမရွေးစေနိုင်တဲ့အန္တရာယ်ဇုံတွေဖြစ်ပြောင်းလဲသွားပါတယ်အခုကျွန်တော်တို့ဒီအချက်တွေကိုတေချာလေးပြန်စမ်းကြည့်ရအောင်မူရစ်စီးဆိုတာဘဝရဲ့ပြဿနာတွေစိတ်ဖိစီးမှုတွေအတွက်မားယွင်းစွာမျောလင့်ထားတဲ့ထော့ပေါက်တစ်ခုလုံးဝမဟုတ်ပါဘူးရက်စက်တဲ့လက်တွေ့ဘဝမှာတော့အဲ့ဒါဟာဖျက်ဆီးခြင်းတွေနဲ့ပြည့်နှက်နေတဲ့ပြဿနာတိတိစီကိုအမြန်ဆုံးခေါ်ဆော်ပါမယ်အမြန်လန်းကြီးတာဖြစ်ပါတယ်ကိုယ်စိတ်ထဲမှာငါထိန်ချုပ်နိုင်ပါတယ်ဆိုတော့အတူအယောင်ယုံကြည်မှုရှိနေတဲ့ရွေ့တော့ဒီဝင်ကဘာကြီးမှာဘယ်တော့မှထပ်ပေါက်မရှိပါဘူးဒီဆွဲလက်မှုရဲ့တစ်ဖက်ကမ်းမှာပုံပြင်ကြီးမဟုတ်ပါဘူးတကယ်ကိုအသက်ရှင်နေတဲ့လူဘဝတွေစိတ်ဆင်ញညက်ကြေမော့သွားတဲ့အနာဂတ်တွေနဲ့တောကမီးလောင်နေရတဲ့မိသားစုတွေဟာနာကျင်စွာနဲ့စောင့်ဆိုင်နေကြရတာပါဒါကြောင့်ဒီတန်တရာကြီးကိုအခုပဲရက်ကြံလိုက်ပါရွှေရွှမှုကြောင့်နှုတ်ဆိတ်နေတာတွေကိုချိုးဖြတ်ပြီးကျွမ်းကျင်သူတွေဆရာဝန်တွေစီကနေအကူအညီကိုအခုချက်ချင်းရောက်ယူကြပါနောက်ဆုံးအနေနဲ့ဒီမြေခွန်းလေးကိုခြံထားရက်ခဲ့ပါစေဒီတာရုထောင်ကြောက်ကြီးဟာကျွန်တော်တို့ရဲ့အသွဲအဝင်းတစ်ခုလုံးကိုအပီးတိုင်မဝါမျိုးသွားခင်မှာသူ့ရဲ့ရက်ဆက်တဲ့အန်ဒီယေကိုကျွန်တော်တို့ချိန်မီတတိပြုမိကြပါမလားအကယ်ပဲကိုပဲဝင်းကျင်ကချစ်ခင်ရသူတွေဒီလမ်းကြောင်းမရောက်နေရင်ဒါမှမဟုတ်ရောက်ဖို့နီးစပ်နေရင်တတိပေးနိုင်ဖို့အတွက်ဒီရှင်းလင်းတင်ပြချက်ကိုမျှဝေပေးလိုက်ပါအချိန်မနှောင်းခင်ကဲတင်ကြပါစို့အဆုံးထိလိုက်ပါလေလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်